ခုကပြောစရာပေါ်လာလို့ပေါ့နော်ရေချိုးပြီးအဲ့ဒါထမင်းစားလို့ရတွေ့လူတွေကပြောကြတယ်လေအတိရစားရင်ပိန်နေတဲ့အဲ့ဒါမဟုတ်ဘူးနော်အတိရစားတိုင်းလည်းမပိန်ဘူးကိုရာကြည့်ကိုဆိုအတိရွယ်ကိုကြိုက်လဲကြိုက်တဲ့အတွက်အတိရစားဒါမှမပိန်မပြည့်ဖောက်အတိရစားတိုင်းမပိန်ဘူးအဲ့ဆိုကြည့်လိုက်ဝတ်တွေနွားတွေကျွဲတွေစိတ်တွေသူတို့ကကြည့်လိုက်အတိရွက်ကလွယ်ပေါင်းလို့စားပိန်နဲ့နွားပိန်နဲ့ကျွဲလို့မရှိဘူးဝါရနော်အတိရစားတိုင်းမပိန်ပါဘူးပိန်စေနိုင်တဲ့အတိရွက်ကိုစားမှပိန်အတိရွက်စားတိုင်းမပိန်အသားငါစားရင်ဝါမနေချင်းချင်းပြီးစားတတ်မယ်ဆိုရင်ပိန်ပါတယ်ချင်းချင်းပြီးမစားရင်တော့အတိရွက်ပဲစားစားအသားပဲစားစားဝါအဲ့ဒီလို့ဆိုကိုလည်းတောင်းမစားဘူးလားစားတယ်ကိုအများဆုံးစားတာကကြက်သားဟုတ်လားဒါပေမဲ့ကြက်သားကိုအများဆုံးစားတယ်အသေးရွက်ကတော့မြင်ကိုဆိုရင်ပြောကြနေရနှမျောတယ်သူတို့ပြောတိုင်းကိုကအတောင်းကဝဲစားစရာလားကိုဝဲစားရင်ကိုပတ်စံနေကုန်မှာပေါ့ကိုကနှမျောလို့မစားတာမဟုတ်ချွေတာတာပေါ့နော်ချွေတာပြီးစုပြီးကိုအမေနဲ့ကိုရဲ့အမလေးကိုရဲ့မိသားစုအထနိုင်ဆုံးလေးပေးချင်လို့ကိုကနိုင်ငံသားကိုသွားပြီးလဲအစံနေမရှာနိုင်နိုင်ငံသားကိုသွားပြီးရှာနေတဲ့ကိုရဲ့တငယ်ချင်းတွေကိုရဲ့ကလေးတွေကိုအားကြတယ်ကိုရဲ့အများကြီးတဆန်နေရှာနိုင်လို့တကယ်အားကြတယ်ကိုကဒီနိုင်ငံကိုနိုင်ငံမှာနေပြီးတော့ရတဲ့ပစံလေးကိုချွေတာပြီးစားမှကိုရဲ့မိသားစုကိုကပို့ပြီးပို့နိုင်ပါဟုတ်တယ်မို့လားပြောချင်တာအဲ့ဒါမဟုတ်ကွာအတိရွက်စားတိုင်းမပိန်ဘူးဆိုတာပြောချင်တာပိန်စေတဲ့အတိရွက်ကိုစားမှပိန်မှာကိုဆိုရင်မပိန်ရတဲ့အကြောင်းရင်းကအတိရွက်ကိုလည်းချင်းသိမ်းပြီးမစားတာလည်းပါတယ်နောက်ပြီးကိုကထမင်းအများကြီးကြိုက်တယ်ထမင်းပါတယ်တချို့လူတွေကထမင်းစားမှမကြိုက်ဘူးတဲ့ကိုကဗုဒ္ဓဘာသာဝင်ဖြစ်တဲ့အတွက်ဥပုသ်ဆောင်တယ်ဥပုသ်ဆောင်ရင်ကမနေ့ဆိုရင်ထမင်းတွေဝါနေအောင်စားပြီးဥပုသ်ဆောင်အဲ့ဒါဆိုရင်တော့ကိုကနောက်နေ့မှာဆိုရင်ထမင်းကိုလွမ်းနေတဲ့ထဲမှာပါအဲ့လောက်ထိကိုထမင်းကိုကြိုက်တာပြီးတော့ကျန်တာကအတိရစားတိုင်းလည်းမပိန်ပါဘူးနော်ချင်းချင်းပြီးစားတယ်မှာပိန်ပါပါအဲ့လိုပဲအသားငါစားတိုင်းလည်းမဝပါဘူးချင်းချင်းပြီးစားတိုင်းပိန်ပါတယ်ဒါကြောင့်ညံ့ညတတနဲ့ချင်းချင်းစားတယ်ရင်ပိန်မာလိုက်မယ်ပိန်ချင်းချင်းစားပါထမင်းကြိုက်တဲ့လူတွေကတော့ပိန်မိုးအခဲရင်းနဲ့ပေါ့နော်ကိုကထမင်း